မြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်ဆိုးမိုးမောင်ကျလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီတရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကိုသူတို့အကျိုးအတွက်မှောက်ချီလှန်ချီတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတက်မရောတဲ့ကန်ဆိုးမိုးမောင်ကြမှုကြီးစီကိုဥတီသွားနိုင်တဲ့အန်ဒီရရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာငလျင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေချိန်ငလျင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပျော်ရမလားမပျော်ရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကိုအကျွေးယူသလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့လျှို့ဝှက်စစ်စင်ရေးတစ်ခုသတင်းစာရဲ့မူလအသုံးနှုန်းရဆိုလို့ရှိရင်တော့ clandestine operation ဆိုတာကြီးတိုးတိုးတိတ်တိတ်တက်ဝင်လှုပ်ရှားနေပါတယ်မတ်လ24ရက်25ရက်နေ့တွေမှာ American Pacific ဒေသဆိုင်ရာဒုတိယစစ်ဦးစီးချုပ် Joel Vowell ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Waqar Uz Zaman နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒါလိုတွေ့ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲမှာ American နဲ့ဘင်္ဂလားဒေ့ရှ်ပူးတွဲစစ်ရေးလေ့ကျင့်မဲ့အစီအစဉ် American ကနေဘင်္ဂလားဒေ့ရှ်ကိုစစ်လက်နက်တွေထောက်ပံ့ပေးရမယ့်အစီအစဉ်အပြစ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းအစပြုခဲ့ပါတယ်။အဲ့ဒီအစီအစဉ်အရဘင်္ဂလားဒေ့ရှ်တက်ရင်သုံးရင်က AA နဲ့ CNF ကိုထောက်ပို့တာတွေထောက်ပံ့ကူညီတာတွေအစစ်မြစ်တူရကီလို့လူမဲ့ဒရုန်းတက်ဆင်ပေးမှာတွေဒရုန်းအခြေစိုက်စခန်းဖွင့်လှစ်မှာတွေပါဝင်မှာဖြစ်ပြီးတော့အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ကြကြအကောင့်ထဲပေါ်ဖို့အတွက် AA နဲ့ CNF ကိုယ်စားလှယ်တွေနဲ့ American ဘင်္ဂလားဒေ့ရှ်အရာရှိတွေတွေ့ဆုံဆွေးနွေးဖို့အစီအစဉ်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရမှာပါအဲ့ဒါလိုလှုပ်ဆောင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်က AA အာရခတပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ်တွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုအထူးလျှို့ဝှက်ခေါ်ဆောင်ထားပေးရပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကို